ဒီကအင်္ဂလိပ်လို28ရက်3လပိုင်း2025ငလင်လောက်သွားတဲ့အချိန်တွေမှာဗျာဒါလေးကတော့ကျွန်တော်ညအဝေးကြည့်ရလမ်းကြောင်းကြီးပါဗျာကျွန်တော်ဗျာအဲ့ဒါကိုကျွန်တော်တွေဟိုးကားတီဘာလို့မကြောက်ကားတီနော်ဒီတော့ဘာမှဖြစ်တယ်တော့မကြောက်ဘူးဗျာဟိုမှာကိုဝေးကြီးကတော့ဒီတိုင်းပဲရက်နေပြီဟိုးမှာလိုက်ပဲဘာလို့ညာနေလို့ရတာပေါ့ဗျာထုတ်လို့ရကိုမဲ့ပြီကားလည်းဘာဖြစ်ဘူးလေထုတ်ချင်တယ်နော်ထုတ်လို့ရပါတယ်အမလေးရပါတယ်ရပါတယ်ကွာ2ရက်လောက်ရပါတယ်လက်ရှိကျေးဇူးကြောင်းကြီးကတော့မြင်တဲ့အတိုင်းပါပဲကြာတော့ခဏလောက်သွားတဲ့အချိန်တွေမှာ12နာရီကျော်လောက်ကလောက်သွားတာကျွန်တော်တို့အဲ့လောက်တဲ့အချိန်တွေမှာဆိုအမြန်လန်း318ရွှေမကြီးသမင်းဆိုင်မှာကျွန်တော်တို့ကားလေးနဲ့ပကတ်တဲ့ထက်ရမ်းလောက်အောင်းမရပါလေဗျာတစ်ခါမှတက်မှာတစ်ခါမှဒီလိုမျိုးမကြုံဘူးပါဘူးကျွန်တော်အသက်ဆို46နှစ်ရောက်ပါပြီဗျာမလီတလန်းလေးကိုအကုန်လုံးကွေးပြီးတော့အမကြောင်းတလန်းလေးပါအကုန်လုံးကွေးကုန်တာဘယ်တော့ပြင်းတော့မပြင်းတော့တလန်းလေးပါကွေးကုန်တာအမကြောင်းတော်တော်ရွအချိန်နေဆိုးသွားတာနော်ဒီမှာတရွာလုံးလဲရောက်ရက်တွေခတ်ပြီးအကုန်လုံးမပြိုကျကုန်ပြီငလင်းတော့တာညီတွေကိုပကြားအပ်ပြီးတော့တလန်းမျိုးတော်တော်ရုပ်ဆိုးသွားတော့အချင်းနေအမကျိုးဟောမမတို့ရုံလည်းပြိုကျသွားတယ်ပြိုကျပြီမမတို့ရုံလည်းပြိုကျသူတို့လည်းစပွဲကုန်တယ်ဝေးအဲ့တော့မှန်နေရောကုန်ကွဲရုံတွေပါကုန်ပြိုကျကုန်လားနေတဲ့ရမှာမဟုတ်တာအမကျိုးဒီကိုပြတ်သွားတာမှဟာရစတဲ့ဟေးငလင်ပြင်းချက်ကတော့တစ်ခါမှတွေ့ဘူးသမီးဒီလိုကြုံဘူးသေးဘူးအရင်တော့တစ်ခါကြုံဘူးကဒါမှတော့ချင်းပြင်း